အာဏာသိမ်းစစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်တဲ့ဗိုလ်ချုပ်ကြီးရေဝင်းဦးနဲ့အိန္ဒိယရေတပ်ဦးစီးချုပ်ဦးဆောင်တဲ့အဖွဲ့ဟာမေလ4 ရက်နေ့မှာနေပြည်တော်မှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတွေ့ဆုံမှုမှာအိန္ဒိယရေတပ်ဦးစီးချုပ်နဲ့အတူမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယကြီးတဲ့စစ်တပ်မှုမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယရေတပ်စစ်တပ်မှုနဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။အိန္ဒိယရေတပ်ချုပ်နဲ့အာဏာသိမ်းစစ်တပ်တို့ဟာနေဆက်ရေးနဲ့ပတ်သက်ပြီးနိုင်ငံနေဆက်ဒေသတွေမှာလက်နက်ကင်တပ်တွေမရှိစေရေးကိုအဓိကဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အဲ့နေဆက်ဘက်ကကျွန်တော်တို့ဒီလက်နက်ကင်တပ်တွေအနေနဲ့နောက်ဆုတ်ရမယ်ဆိုတဲ့အနေအထားမျိုးဆိုရင်တော့ကျွန်တော်တို့ဒီရခိုင်နဲ့ချင်းပေါ့နော်ပလက်ဝနဲ့ပလက်ဝပေါ့နော်ပလက်ဝနယ်မြေမြိတ်ဝနဲ့ရီခေါ်ဒါနဲ့နယ်မြေတွေမှာတော့ဒီခေါင်းစဉ်ကိုပြပြီးစစ်တပ်ကနယ်မြေရှင်းလင်းမှုအခွင့်အရေးရသွားမယ်အနေအထားမျိုးလို့တော့ကျွန်တော်တို့ကမှန်းဆတယ်ပြီးရင်ကျွန်တော်တို့ကလရန်ပေါ့နော်ကလရန်ဘက်ဆောင်စီမံကိန်းနဲ့အတူတူကျွန်တော်တို့ဒီစစ်တွေပင်လယ်ဝမှာအိန္ဒိယရဲ့စစ်သင်္ဘောအရသင်္ဘောတွေပါစိုက်ကခွင့်ရလာမယ့်အနေအထားမျိုးပေါ့နော်ရလာမယ့်အနေအထားနဲ့ကျွန်တော်တို့ဒီနေစားဒေသတွေနဲ့အပေးယူလုပ်လို့တဲ့အနေအထားမျိုးလို့တော့မှန်းဆရတယ်အိန္ဒိယနဲ့မြန်မာစစ်တပ်နဲ့ကသူတို့ကငကိုကလေးက close ပေါ့နော်ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိကြတယ်ပေါ့ဆက်ဆံရေးတွေရှိကြတယ်အဲ့တော့ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်အမြင်ကတော့အိန္ဒိယနယ်စပ်မှာရှိတဲ့ကျွန်တော်တို့ AA ချင်းနာဂပေါ့နော်နာဂကလည်းသူလက်နဲ့ဒီစစ်တပ်လက်အောက်ခံတက်ဆိုရင်တော့ကိစ္စမရှိဘူးစစ်တပ်လက်အောက်ခံမဟုတ်ဘူးတော်လိုင်းတက်တွေနဲ့ຫນွယ်နေတဲ့ဘက်တွေဆိုရင်တော့နှစ်နိုင်ငံနယ်စပ်ပြဿနာကိုအကြောင်းပြုပြီးတော့စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်တာတွေမြေပြင်စစ်ကြောင်းထိုးတာတွေဖြစ်လာနိုင်တဲ့အနေအထားမျိုးပေါ့နော်စစ်တပ်ဘက်ကတိုက်စစ်ဆင်မှုအခွင့်အရေးရသွားတယ်လို့တော့ကျွန်တော်တို့ကတော့မြင်ပါတယ်ဗျဟုတ်ကဲ့အလားတူအစိုးရထုတ်ပြန်ချက်မှာနိုင်ငံစစ်တပ်ကြားစစ်တီရင်းနှီးစွာဆက်ဆံရေးနဲ့ဆက်လက်ပူးပေါင်းရေးဆိုင်ရာလုပ်ငန်းစဉ်တွေကိုတိုးမြှင့်ဖို့နဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုတည်ဆောက်မယ်လို့လည်းဆိုထားပါတယ်။အခြားတစ်ဖက်မှာလည်းဒီလိုအာဏာသိမ်းစစ်တပ်နဲ့အိန္ဒိယရေတပ်ချုပ်တို့တွေ့ဆုံတာဟာနောက်ဆက်တွဲမှာပုံမှန်အနေထားသာဖြစ်နိုင်တယ်လို့လည်းနိုင်ငံရေးသုံးသပ်သူတွေကရှုမြင်နေကြပါတယ်။ကျွန်တော်မြင်တာကတော့နေဆက်ဒေသတင်ញင်းတို့ပြီးတော့ဒီမူရင်းစေဝါကိစ္စတို့နေဆက်ဖြတ်ကျော်မှုတို့ဆိုတာကတော့ဒါတန်ရင်တမန်ရင်ကိစ္စမှာပုံမှန်တွေးကြပြောကြတဲ့အပိုင်းလိုပဲမြင်တယ်။ဒါပေမဲ့မြန်မာနိုင်ငံရေးပေါ်မှာတော့ဒီကြီးကြီးမားမားတက်ရောက်မှုမရှိတော့ဘူးလို့မြင်နေတာ။ဘာလို့လဲဆိုရင်အိန္ဒိယနေဆက်ဒေသဖြစ်တဲ့ဒီမြန်မာဖက်နေဆက်တကြောလုံးမှာကြာရင်မြန်မာစစ်တပ်ကထင်းချုပ်ထားတဲ့နေရာကကြာရင်တိတ်များများဆဆမရှိဘူးနင်းနေပမာလောက်ပဲရှိတယ်။ကျန်တဲ့ဟာကြာရင်ဒီတိုင်းရင်းသား ERO တွေလက်ထက်မှာပဲရှိနေတဲ့အတွက်ဒါတိတ်ကြီးမားတဲ့ပြဿနာလို့တော့မမြင်ဘူးဗျဒါပုံမှန်လေးတွေးပြီးတော့ပုံမှန်လေးပြောဆိုဆက်ဆံနေတဲ့အဆင့်ကနေတိုးလာနိုင်တဲ့အခင်းချင်းမျိုးမရှိဘူးလို့တော့သုံးသပ်မိတယ်အလားတူစစ်ဆိုရနဲ့အိန္ဒိယတို့ဟာပင်လယ်ရေကြောင်းကုန်သွယ်မှုဆိုင်ရာကိစ္စရပ်တွေတင်နန်းသားစီလိုရေးဆိုင်ရာကိစ္စရပ်တွေနိုင်ငံရေတပ်တွေအကြားစွမ်းဆောင်မှုဆိုင်ရာမြင့်တင်ရေးစစ်ရေးလေ့ကျင့်ခန်းတွေမှာပူးပေါင်းဆောင်ရွက်နိုင်ရန်ကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်စစ်ဆိုရဟာအတူရောင်ရွေးကောက်ပွဲကနေနိုင်ငံတကာအတိအမှတ်ပြုဖို့ကြိုးပမ်းနေတာဖြစ်တာကြောင့်အိန္ဒိယနဲ့ဆက်ဆံရေးကောင်းမွန်အောင်လုပ်နေတာဖြစ်တယ်လို့သုံးသပ်သူတွေလည်းရှိနေကြပါတယ်ပတ်ဝန်းကျင်မှာလူရသူရလူတော်တိုးရှင်တဲ့ပုံစံမျိုးပါတယ်နောက်တစ်ခုကဒီနိုင်ငံနေဆက်ပြဿနာထဲမှာအတိကဒီပလက်ဝနေဆိုရင်လည်းဒီအာခါတက်တော်ဘက်ကဒီထိချုပ်တဲ့နေမျိုးဖြစ်နေတယ်ရှင်းပြနေဆိုရင်လည်းဒီရှင်းကာကိုတက်ဖွဲ့နေတင်ထားတဲ့နေမျိုးတွေဖြစ်နေတယ်သူတို့ကရှင်းပြနေဒီရခိုင်ပြည်ကိုကွန်ဒီစီစီမကစဒီပိတ်ဆို့ထားတယ်အများကြီးပဲဒီတော့သူတို့ဘက်ကပိတ်ဆို့ထားပေမဲ့ဒီကွန်ဒီစီစီမကအိန္ဒိယဘက်ကရနေတယ်ဒီပေါ်မှာသူတို့ကလေတိတ်မတင်တဲ့သဘောရှိတာပေါ့အဓိကရည်ချက်ကတော့ဒီလက်နက်ကတွေကိုဒီစားနေခါကအစဒီဖိအားပေးပြီးတော့မှပြည်သူကိုဒုက္ခပေးတဲ့ပုံစံမျိုးနဲ့ဖိအားပေးပြီးတော့မှဒီအပြစ်ခရစီလှုပ်ရှင်တဲ့ဆိုတဲ့ပုံစံမျိုးကိုခေါ်ဆောင်နေတယ်လို့ကျွန်တော်မြင်တယ်အလားတူမေလ4 ရက်နေ့ကအိန္ဒိယရေတပ်ကစစ်ရင်နစီဟာရန်ကုန်မြို့ဒီလိုအားစိတ်ကန်းကိုရောက်လာပြီးအာဏာသိမ်းစစ်တပ်တာဝန်ရှိသူတွေကဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်လက်ရှိမှာအိန္ဒိယအရာရှိစစ်သည်900ကျော်ဟာရှစ်ကြီးလှစ်ပတ်နေထိုင်သွားမှာဖြစ်တယ်လို့စစ်အုပ်စုကထုတ်ပြန်ထားပါတယ်အိန္ဒိယအစိုးရအာဏာသိမ်းစစ်တပ်ကိုထောက်ခံအားပေးတဲ့အပြုမူဟာအရင်ကလည်းရှိခဲ့တာကြောင့်နောက်ဆက်တွဲမြန်မာနိုင်ငံရေးတဲ့ကိုအိန္ဒိယနိုင်ငံပါဝင်မှုကိုစောင့်ကြည့်ရအောင်မှာဖြစ်တယ်လို့လည်းပြောဆိုနေကြပါတယ်